အခုလိုမျိုး All Star Event နေပြီးတော့ရုပ်ပုံပေါင်းနေပြင် Diamond နေပါပေါ့နော်ရအောင်လို့မို့ကျွန်တော်တေချာလေးရှင်းပြပေးမယ်ဗျ Okay step by step တေချာလေးကိုလုပ်ပြပေးမှာဖြစ်လို့ဗီဒီယိုလေးကိုနည်းနည်းရှင်းလိုက်မယ် Okay ကျွန်တော်တို့တွေဒီနေ့မှာတော့ထုံးစံအတိုင်းပဲဗျ All Star Event ပေါ့နော်ကျွန်တော်တို့တွေဒီတိုင်းရုပ်ပုံပေါင်းလေးတွေဘာညာပေါ့နော်ဗီဒီယိုလေးရှောက်တင်အောင်နဲ့ရတဲ့ဟာလေးကိုကျွန်တော်တေချာလေးရှင်းပြပေးမယ်ဗျ Okay ဘယ်လိုမျိုးတင်ရမလဲဆိုတာရောပေါ့နော်အဲ့ဒီထဲမှာပိုးပြီးတော့ခက်တာကကျွန်တော် Diamond ရအောင်လုပ်တဲ့အခါမှာပေါ့နော်ဒီ Fanty သူအတီးပြုခွင့်လုပ်တာတွေပါကျွန်တော်တေချာလေး step by step ရှင်းပြပေးမယ်ဗျ Okay ဒါဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်မနေ့ကတင်ထားတဲ့ဗီဒီယိုထဲမှာပေါ့နော်ဒီထဲကနေပြီးတော့လူရောက်100ဆိုရင်လူရောက်80လောက်က Diamond ပေါက်ကိုပေါက်အောင်မယ်ဆိုပြီးကျွန်တော်ပြောထားတယ်ပေါ့နော် Okay မနေ့ကလေးကပေါ့နော်တောင်းလျှောက်ပေါက်တဲ့လူကိုကျွန်တော်ကိုလာပြတယ်ဗျဒါဆိုရင်ဒါကျွန်တော်စိတ်ထားလိုက်တဲ့တပုံပေါ့နော်သူတို့လာဖို့ထဲနဲ့စိတ်ထားတာဗျကျန်တဲ့ပုံတွေလည်းအများကြီးရှိသေးတယ် Diamond 5လုံးတွေပေါက်ကြတယ်ဘာလို့လဲဆိုတော့ရိုးရှင်းပါတယ်ဗျ Diamond တွေကို9000လည်းမဟုတ်ဘူး9သိန်းလည်းမဟုတ်ဘူးဗျ Diamond 5လုံးနဲ့ဘဝလေးကျန်အတွက်က Diamond 5လုံးဆိုတာဘာမှမပြောပါတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့သူတို့အနေနဲ့လူရောက်100ဆိုရောက်80လောက်ကရဖို့ရနေတဲ့အနေထားဗျ